ဘောလုံးပရိသတ်အပေါင်းတို့ရေဒီနေ့မှာတော့2025ခုနှစ်ရဲ့ကမ္ဘာအချမ်းသာဆုံးဘောလုံးကလပ်10တင်းအကြောင်းကိုပြောပြပေးသွားမှာပါဘောလုံးလောကရဲ့ငွေကြေးစည်းစိမ်မှုတွေကဘယ်လိုရှိလဲဘယ်ကလပ်တွေကထိတ်ဆုံးမှာရပ်တည်နေလဲဆိုတာကိုစိတ်ဝင်စားဖွယ်လေ့လာကြည့်ကြရအောင်ပထမဆုံးအနေနဲ့နံပါတ်10နေရာကနေစတင်လိုက်ရအောင်ဂျူဗင်တက်အီတလီရဲ့ဘောလုံးအင်အားကြီးကလပ်တစ်ခုဖြစ်တဲ့ဂျူဗင်တက်ဟာ2025မှာတော့အချမ်းသာဆုံးကလပ်စရင်းရဲ့နံပါတ်10နေရာကိုရောက်ရှိလာပါတယ်ပြည်တွင်းအောင်မြင်မှုတွေကစားသမားကောင်းတွေရဲ့ပြောင်းရွှေ့ကြေးတွေနဲ့စပွန်ဆာဝင်ငွေတွေကသူတို့ကိုဒီနေရာမှာရပ်တည်စေခဲ့တာပါအင်္ဂလန်ပရီးမီးယားလိဂ်ကစပါအသင်းဟာမကြသေးခင်နှစ်တွေအတွင်းစီးပွားရေးအရတိုးတက်မှုမြန်ဆန်ခဲ့ပါတယ်ခင်မီတဲ့အားကစားကွင်းကမ္ဘာအဆင့်မီကစားသမားတွေနဲ့ဆွဲဆောင်မှုရှိတဲ့ဘောလုံးကစားပုံတွေကသူတို့ကိုငွေကြေးအရအင်အားတောင့်တင်းစေခဲ့တာပါချက်စီကတော့အင်္ဂလန်ရဲ့ထိပ်တန်းကလပ်တွေကတသင်းအနေနဲ့အမြဲတမ်းလိုပါဝင်နေပါတယ်အောင်မြင်မှုတွေကျွဲဝတဲ့ပိုင်ဆိုင်မှုတွေနဲ့စီးပွားရေးဗျူဟာတွေကြောင့်နံပါတ်10နေရာကိုရယူထားပါတယ်ပြင်သစ်ကလပ် PSG အသင်းဟာကျယ်ပွင့်ကစားသမားတွေကိုခေါ်ယူနိုင်စွမ်းရှိတဲ့အပြင်ကမ္ဘာတဝန်းကပရိသတ်တွေကိုဆွဲဆောင်နိုင်တာကြောင့်ငွေကြေးအရအင်အားကြီးမားတဲ့ကလပ်တစ်ခုဖြစ်လာပါတယ်စပွန်ဆာသဘောတူညီချက်တွေနဲ့မီဒီယာခွင့်ရေးတွေကလည်းသူတို့ရဲ့ဝင်ငွေကိုမြင့်တင်ပေးခဲ့ပါတယ်ဂျာမနီဘွန်ဒက်စ်လီဂါရဲ့ဘရင်လို့တင်စားရမယ့်ဘိုင်ယန်မြူးနစ်ဟာလည်းအမြဲတမ်းလိုထိတ်ဆုံး10တင်းစရင်မှာပါဝင်ပါတယ်စနစ်တကျစီမံခန့်ခွဲမှုပြည်တွင်းပြည်ပအောင်မြင်မှုတွေနဲ့ခိုင်မာတဲ့ပြည်သက်အခြေခံကသူတို့ရဲ့ကြွယ်ဝမှုကိုထောက်ပံ့ပေးနေပါတယ်မန်ချက်စတာစီးတီးဟာမကြသေးခင်နှစ်တွေအတွင်းကမ္ဘာအချမ်းသာဆုံးကလပ်တွေထဲကတသင်းအဖြစ်ခိုင်မာစွာရပ်တည်နေပါတယ်အဘူဒါဘီရဲ့များပြားတဲ့ယင်းနှိမ့်မြုပ်နှံမှုတွေပရီးမီးယားလိဂ်အောင်မြင်မှုတွေနဲ့ကမ္ဘာအဆင့်မီကစားသမားတွေကြောင့်သူတို့ရဲ့စီးပွားရေးကဆက်လက်တိုးတက်လာနေပါတယ်လီဗာပူးကတော့အင်္ဂလန်ရဲ့ကနဝင်ကလပ်တွေကတသင်းပါအောင်မြင်တဲ့သမိုင်းကမ္ဘာတဝန်းကကြီးမားတဲ့ပြည်သက်အခြေခံနဲ့စီးပွားရေးမဟာဗျူဟာတွေကသူတို့ကိုနံပါတ်4နေရာမှာရပ်တည်စေခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်ဟာကမ္ဘာပေါ်မှာပြည်သက်အများဆုံးကလပ်တွေကတသင်းဖြစ်ပြီးစီးပွားရေးအရလည်းအမြဲတမ်းထိပ်တန်းမှာရှိပါတယ်စပွန်ဆာဝင်ငွေတွေမီဒီယာခွင့်ရေးတွေနဲ့ကုန်ပစ္စည်းရောင်းချမှုတွေကသူတို့ကိုအချမ်းသာဆုံးစီးရင်ရဲ့နံပါတ်3နေရာမှာရှိနေစေခဲ့တာပါစပိန်ကလပ်လာလီဂါလိဂ်ဘာစီလိုနာအသင်းဟာလည်းကမ္ဘာအချမ်းသာဆုံးကလပ်တွေကတသင်းအဖြစ်ဆက်လက်တည်ရှိနေပါတယ်။အဆင့်မြင့်ဘောလုံးစတိုင်ကမ္ဘာအဆင့်မီကစားသမားတွေနဲ့ကြီးမားတဲ့ပြည်သက်အခြေခံကြောင့်သူတို့ရဲ့ဝင်ငွေကအမြဲတမ်းမြင့်မားနေပါတယ်။2025ခုနှစ်ရဲ့ကမ္ဘာအချမ်းသာဆုံးဘောလုံးကလပ်ကတော့စပိန်ဘရင်ကလပ်ရီယယ်မက်ဒရစ်ပဲဖြစ်ပါတယ်။ခမ်းနားတဲ့သမိုင်းကြောင်းချန်ပီယံလိအောင်မြင်မှုတွေကမ္ဘာအဆင့်မီကစားသမားတွေကိုခေါ်ယူနိုင်စွမ်းတွေနဲ့ကြီးမားတဲ့ကမ္ဘာလုံးဆိုင်ရာအမှတ်တစိတ်တန်ဖိုးတွေကသူတို့ကိုထိတ်ဆုံးမှာရပ်တည်စေခဲ့တာပါဒါတွေကတော့2025ခုနှစ်ရဲ့ကမ္ဘာအချမ်းသာဆုံးဘောလုံးကလပ်10တင်းပဲဖြစ်ပါတယ်ဘောလုံးလောကရဲ့စီးပွားရေးအင်အားကြီးကလပ်တွေကိုသိရှိခဲ့ရပြီလို့ထင်ပါတယ်ဘယ်အသင်းကိုအကြိုက်ဆုံးလဲဆိုတာကွန်မန့်လေးမှာရေးခဲ့ဖို့မမေ့နဲ့နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်